စပီကာလမ်းကြောင်းတွေ့လားသူမှန်မကြိုက်တာကွာမှန်မကြိုက်တာဆိုငါတို့ကအခုဒီစပီကာလမ်းကြောင်းတစ်ခုမှာဒီငုတ်ကလေးနဲ့ဒီငုတ်ကလေးကိုခွပေးတယ်စပီကာတဲ့ခဲဆိုတော့လေမှန်ကြီးကရုပ်ပေါ်မလာတော့နော်အဲ့တော့ကျင်းတည်တယ်ဒီမှန်ထဲမှာပြဿနာတစ်ခုတော့ရှိနေပြီကွာဒီအဲ့တော့မှန်ကဒီကောင်တစ်ခုကိုငါတို့ကကျုံးနဲ့ဂျာမာကျုံးနဲ့စပီကာကိုတိုက်အတူကြီးခံမလဲပါဝါရုပ်ကမပေါ်တော့ပါဝါတော့နိုးတယ်အဲ့တော့အဲ့လမ်းကြောင်းတစ်ခုဘယ်သွားလဲငါလိုက်ကြည့်ရတော့မအော်ဒီယို ID လေးမတွေ့ဘူးလားအော်ဒီအဲ့ဒီလမ်းကြောင်းတစ်ခုကဒီမှာကွိုင်းလေးနှလုံးခံပြီးတော့အော်ဒီယို ID လေးကိုဝင်တာဆိုတော့ငါတို့ကဒီလမ်းကြောင်းတစ်ခုကိုဖျက်ရမယ်ဆိုတော့ဒီစိုက်ကပြားကြီးတော့ဓာတ်နဲ့မလီတော့ကွာနှမျောလို့နော်သူများဖုံတော့ပြပါအဲ့ဘာလို့လဲဒီကွိုင်းနှလုံးကိုငါတို့ကဖြုတ်ပြီးမှာကွန်နဆာနဲ့တူနော်ဒါတွေကကွိုင်းနေမှတ်တာကွိုင်းနေဒါကွန်နဆာမဟုတ်ဘူးနော်ကွိုင်းအဲ့တော့ဒီကွိုင်းနှလုံးကိုဖြုတ်ပြီးတော့ဖြုတ်လိုက်လို့ရှိရင်ဒီကောင်နဲ့ဒီကောင်တွေကအဆက်အသွယ်မရှိတော့ဘူးလမ်းကြောင်းကိုဖျက်တာနဲ့အတူတူပဲဟုတ်တယ်မလားလမ်းကြောင်းကဓာတ်နဲ့ plane သွားမလိကျင်တော့လို့သဘောပါလားအဲ့တော့ဖျက်ပြီးတော့ဒီကောင်ကြီးနှစ်ခုကတော့ဖြုတ်ပြီးမှာဖြုတ်ပြီးတော့ဒီအစ ID ဘက်ကနေပြီးတော့ငုံနှုတ်ကုန်းမှာသွားပြီးတိုက်ရိုက်ဂျာမာကျိုးနဲ့စပီကာကိုခဲဆော်ပေးနိုင်ပြီးသွားပြီနော်โอเค